boosting တွေကတကယ်ရောထိရောက်ရဲ့လားမင်္ဂလာပါကျွန်တော်တို့တွေ Facebook နဲ့ TikTok တွေမှာအခုနောက်ပိုင်းမှာ boosting တွေထိုးကြရတယ်ပေါ့နော် boosting တွေက result ကောင်းလိုက်မကောင်းလိုက်ဆိုတာမျိုးတွေကျွန်တော်တို့အမြဲတမ်းလည်းပြန်ကြားရတယ်ပေါ့နော်ဒါကကျွန်တော်တို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်မီးလောင်ရလေးပင့်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်ရဲ့ content ကကောင်းမနေဘူးဆိုရင်တော့တပွဲထိုးပုံစံမျိုးပဲတွားလို့ရမယ်ပေါ့နော် boosting result ကောင်းတဲ့အခါလည်းကောင်းမယ်မကောင်းတဲ့အခါလည်းကျွန်တော်တို့မကောင်းဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ content တွေကိုအနှစ်သာရရှိရဲ့ content တွေ customer စိတ်ဝင်စားမဲ့ content တွေကိုတခြားဖန်တီးထားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့မီးကဟုံးဟုံးတောက်နေဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့အနောက်ကနေလေကပင့်လိုက်လို့ရှိရင်ထပ်ပြီးတော့မှ sales တွေကတက်သွားမှာပေါ့နော်တော့ကျွန်တော်တို့ content တွေကိုတခြားပြင်ဆင်ရမယ်ပြီးတော့မှကျွန်တော်တို့ boosting ကိစ္စကိုစဉ်းစားရမယ်ပေါ့နော် content တွေမကောင်းနေဘူးဆိုရင်တော့ boosting result တွေကကောင်းလိုက်မကောင်းလိုက်ဆိုတဲ့အရာတွေကိုပဲကျွန်တော်တို့ပြန်ကြားနေရအောင်ပါပဲပေါ့နော်ကျွန်တော်စီမှာလာပြီးတော့မှ consulting ယူတဲ့ customer တိုင်းကိုကျွန်တော်ပြောလို့ရှိတာကသူတို့ boost လုပ်မယ်ဆိုပြီး post လာပို့လို့ရှိရင်ကျွန်တော်ဘယ်ဟာလေးတွေပြင်ဘယ်ဟာလေးတွေဆိုရင်တော့တင်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ result လေးကောင်းလိမ့်မယ်ဆိုပြီးတော့အများအားကျွန်တော်အကြံပေးလေးရှိပါတယ်မိတ်ဆွေတို့ရောဒီလိုပြဿနာမျိုးတွေကြုံမှုကြလား comment ထဲမှာမျှဝေခဲ့လို့ရပါတယ်